ဒါဟာစုစုပေါင်းရှည်34မိုင်ခန့်ရှိပြီးစုစုပေါင်းယင်းနှိမ့်မြုပ်နှံမှုအမေရိကန်ဒေါ်လာ10.8 ဘီလီယံအကုန်ကျခံထားတဲ့ကမ္ဘာအကြီးဆုံးပင်လယ်ကူးတံတားကြီးပဲဖြစ်ပါတယ်။တိဆောက်ဖို့15နှစ်အချိန်ယူခဲ့ရပြီးကမ္ဘာအံဖွယ်တွေကတစ်ခုလည်းဖြစ်ပါတယ်။ကျွန်တော်ပြောနေတာကတော့နာမည်ကျော်ဟောင်ကောင်ဂျူဟိုင်းမကာအိုတံတားကြီးအကြောင်းပဲဖြစ်ပါတယ်။ယင်းဟာကမ္ဘာဆောက်လုပ်ရေးသမိုင်းမှာအရှိလျားဆုံးအကုန်ကျအများဆုံးနဲ့စိန်ခေါ်မှုအရှိဆုံးပင်လယ်ကူးတံတားကြီးဖြစ်ပါတယ်။ဒီတံတားမှာတစ်ဖက်ကိုရင်ကျော်6လမ်းစီပါဝင်ပြီးစုစုပေါင်းခင်းကျင်းထားတဲ့ area ဟာစတူရန်ပေ8.4 တန်ခန့်ရှိပါတယ်။ဒါပေမဲ့ထူးခြားတာကဒီတံတားပေါ်မှာရင်သွားလာမှုပမာဏဟာအံ့ဩစရာကောင်းလောက်အောင်နှဲပါနေတာပါပဲ။အကြောင်းရင်းကတော့ဒီတံတားကိုအသုံးပြုဖို့အတွက်ရင်မောင်းတွေဟာဒေတာ3ခုစလုံးရဲ့မတူညီတဲ့ရင်စည်းကမ်းတွေကိုတည်ထားရမယ့်အပြင်တရုတ်ပြည်မကြီးရောဟောင်ကောင်မကာအိုရင်မောင်းလိုင်စင်မှာ2မျိုးလုံးရှိထားဖို့လိုအပ်လို့ပါ။မရေမတွက်နိုင်တဲ့လူပေါင်းများစွာရဲ့သွေးချွေးမျက်ရည်တွေနဲ့တိစောက်ထားပြီးကြီးမားတဲ့ရန်ပုံငွေတွေအသုံးပြုထားတဲ့ဒီအမခန်းတံတားကြီးဟာကန့်သက်ချက်တွေကြောင့်အသုံးချမှုနှဲပါနေတာကတော့စိတ်မကောင်းစရာပါပဲ။ဒါ့အပြင်ဒီတံတားရဲ့ဘေးကင်းလုံခြုံမှုစံနှုန်းတွေဟာလည်းကမ္ဘာမှာရှင်းနိုင်သူမရှိပါဘူး။ဒီဟာ Richard စကေး 8.3 ဆင့်ရှိတဲ့ငလျင်အဆင့်16ရှိတဲ့တိုင်ဖုန်းမုန်တိုင်းနဲ့ပလဲမြဝရဲ့ဒီရေလိုင်းတန်တွေကိုခံနိုင်ရရှိပါတယ်။တရုတ်နိုင်ငံရဲ့အခြေခံအဆောက်အုံတည်ဆောက်မှုကတော့တကယ်ကိုအံ့မခန်းပါပဲ။